ဇနီးကိုအံအားသစ်စီကိုအဲ့ရတဲ့ကစီမံကိန်းကိုစောစီးစွာပြီးအောင်လုပ်ပြီးအိမ်ပြန်လာတယ်ဒါပေမဲ့တကားကိုဖွင့်တော့အမျိုးသားတယောက်နဲ့တွေ့လိုက်ရတယ်ညီကိုဘသူ့ကိုရှာတာလဲကျွန်တော်ရဲ့ပထမဆုံးတုံ့ပြန်မှုကအိမ်ကိုခိုးဝင်ခံထားရပြီလို့ထင်မိတယ်ဒီချိန်မှာဇနီးဖြစ်သူကကျွန်တော်ကိုမြင်သွားတယ်မင်းမလို့ပြန်လာတာလဲသူကကြောက်စိမ့်ကိုခဏငါ့ကိုပဲလာတာငါတို့ဘာမှမဖြစ်ခဲ့ဘူးမင်းကိုငါယုံမယ်လို့ထင်လားဒါမှမဟုတ်ငါကချင်းရွှေဟိုက်ပြရင်လို့ယုံမလားညီကိုမင်းစနီးကဒီလောက်လာတယ်ဆိုတော့သူ့ကိုတေချာဆောက်ရှောက်ထားဖို့လိုတယ်နော်အရန်ကောင်းတယ်သူမကငါ့ကိုအစင်ခုံးဝင်သေးတယ်ငါစကားမပြောဘူးတိတ်တိတ်ဆိတ်ဆိတ်အပေါ်အင်ဂျီကိုချွတ်လိုက်တဲ့အတွင်းထဲကရဲတပ်ဖွဲ့ဝင်အပြာရောင်ယူနီဖောင်းကိုဖွင့်ပြလိုက်တယ်ရဲတပ်ဖွဲ့ကစစ်ဆေးမှုပြုနေတယ်ကျေးဇူးပြုပြီးမင်းရဲ့အထောက်အထားကတ်ကိုပြပါနောက်ပြီးမင်းရဲ့လုပ်ရကအိမ်ကိုခွင့်မပြုဘဲဝင်ရောက်မှုနဲ့ပြည်သူဝန်ထမ်းကိုရည်ရွယ်ချက်ရှိရှိစိန်ခေါ်မှုတွေဖြစ်နေပြီးသူ့မျက်နှာချက်ချင်းဖြူဖြောသွားတာနဲ့ငါဇနီးရဲ့မယုံနိုင်တဲ့အမှုအရာကိုကြည့်ပြီးငါသိတယ်ဒီကစားပွဲပြီးသွားပြီးအဝတ်ကိုကောက်ယူပြီးဝတ်လိုက်တယ်ငါအတန်ကကျဲလောင်မနေပေမဲ့အခန်းတစ်ခုလုံးရဲ့လေထုကိုအေးခဲသွားစေတယ်ရှန်ဟောင်ကလှုပ်ရှားမှုတွေတောက်တင်းသွားပြီးဆိုဖာပေါ်ကရှက်အင်ဂျီကိုကောက်ယူလိုက်တယ်လင်းဝမ်3နှစ်ကြာအိမ်အောင်တွေဖြစ်ခဲ့တဲ့ငါဇနီးကနောက်ဆုံးတော့ထိတ်လန့်မှုကနေပြန်လဲတတိယလာတဲ့သူမကငါလက်မောင်းကိုစုပ်ကင်ဖို့ပြေးလာတယ်ချင်းချင်းကစကားကိုနားထောင်ပါမင်းထင်တယ်လို့မဟုတ်ဘူးဒါဆိုရင်မင်းလည်းပြည်သူဝန်ထမ်းရဲ့အလုပ်ကိုအနောက်ရှက်ပေးချင်တာလားငါဘေးကိုလှည့်ရှောင်လိုက်တယ်အဝတ်နားကိုတော့သူမထိခွင့်မပေးဘူးငါသူမကိုတစ်ချက်ကြည့်လိုက်တယ်သူမနေရာမှာရက်တန့်သွားပြီးပြန်မလုပ်ရဲတော့ဘူးသူမဒီလိုငါကိုဘယ်တော့မှမမြင်ဘူးရှန်ဟောင်ကိုလုတ်ခေါ်ကိုင်ဖက်နှစ်ယောက်ကဖိဆွဲပြီးအပြင်ကိုခေါ်သွားတယ်လင်းဝမ်နားကိုဖျက်သွားတော့မှသူကိုယ်တိုင်အေးစိနေဖို့ကြိုးစားသေးတယ်ဝမ်ဝမ်မင်းကြောက်နေတာလားသူငါကိုဘယ်လိုလုပ်နိုင်မှလဲလင်းဝမ်ကသူမကိုခေါ်ဆောင်သွားအားကိုမျက်လုံးပြူးပြူးနဲ့ကြည့်နေပြီးနှက်ခမ်းကတုံနေပေမဲ့စကားတခုမှမထွက်ခဲ့ဘူးရဲကားထဲမှာနောက်ခန်းကနေရှန်ဟောင်ကချမ်းသာသားတယောက်ရဲ့မာနတွေပြန်ပေါ်လာတယ်ငါမင်းကိုတတိပေးတယ်ငါအဖေကရှမ်းရှမ်းပဲမင်းဒါကအာနာလွဲသုံးစားလုပ်တာငါရှိနေခေါ်ပြီးတရားစွဲမယ်ကားမောင်းနေတဲ့လုတ်ခေါ်ကိုင်ဖက်ရှောင်းလီကကြည့်မှန်ပြင်ကနေငါကိုတစ်ချက်ကြည့်တယ်ငါသူ့ကိုဂရုမစိုက်ဘူးဖုန်းရဲ့ဖွင့်ကလုတ်ကိုနှိပ်လိုက်တယ်ညီကိုမင်းစနီးကဒီလောက်လာတယ်ဆိုတော့သူ့ကိုတေချာဆောက်ရှောက်ထားဖို့လိုတယ်နော်ရှန်ဟောင်ရဲ့စိန်ခေါ်တန်ကကားတွင်းခန်းချင်းချင်းလေးထဲမှာပဲ့တင်ထက်နေတဲ့ရှင်းလင်းတက်သားလုံးနဲ့သူ့မျက်နှာကတွေးရောင်တွေချက်ချင်းပြောက်ွယ်သွားတဲ့စစ်ဆေးမင်းမြန်းခန်းကိုရောက်တော့ရှောင်းလီကိုအရင်ထွက်ခိုင်းလိုက်တဲ့ချင်းကိုငါအတွင်းကြကြသိတယ်ရှောင်းလီတကားပိတ်ပြီးတာနဲ့ငါနေရန်ကစောင့်ကြည့်ကင်မရာကိုလည်းပိတ်လိုက်တဲ့စပွဲပေါ်မှာအတန်တွင်းပင်တစ်ချောင်းပဲထားလိုက်တဲ့ရှန်ဟောင်ကငါရဲ့လုပ်ရက်ကိုကြည့်ပြီးနဖူးကနေချွေးတွေစထွက်လာတယ်မင်းပါလုပ်ချင်တာလဲရက်ဆက်စွာနှိမ့်ဆက်မင်းမြန်းတာဥပဒေနဲ့မညီဘူးငါမထိုင်ဘူးဒီလိုပဲအပေါ်စီးကနေရက်ကြည့်နေတယ်ရှန်ဟောင်ကအသက်28နှစ်ဟောင်ဖာကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌအဖေကရှန်ဝမ်ရှန်အမေကဝမ်လီပင်ဂျန်ချင်းတနေရအိမ်ယာဆက်နှစ်လုံးမှာနေတဲ့ကားနံပါတ်ကဂျိန်းအေအဖေ8888ငါစကားတခုပြောတိုင်းသူ့မျက်နှာကပိုးဖြူလာတယ်ဒီအချက်လက်တွေကငါပြန်လာတဲ့လမ်းမှာအဖွဲ့တွေကညီကိုတွေကိုရှာခိုင်းထားတာမင်းပါလုပ်ချင်တာလဲငါဘာမှမလုပ်ချင်ဘူးကုမ္ပဏီဒုတိယဥက္ကဋ္ဌတယောက်ငါအိမ်ကိုလာပြီးရတနာသိန်းကန်းကိုငှားချင်တာဘာလို့လဲဆိုတာသိချင်တာငါငှားချင်တာပဲလို့ပြောပြီးလင်းဝမ်နဲ့ငါတန်ရှင်းတယ်ဟန်မင်းတို့တန်ရှင်းသလားငါမမေးဘူးသူကငါ့ကိုတစ်တုံးလို့ပြောတယ်ငါ့ကိုမကျေနပ်ဘူးတဲ့ငါအတန်ကအရန်အေးစေးတယ်အေးစေးလုံးလို့လိုင်းတစ်စမ်းမှမရှိဘူးဒါပေမဲ့စကားတိုင်းကသူ့ရဲ့ခိုင်မာတဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်ကိုအကြောင်းဖြစ်စေတယ်သူမစတုံးလုပ်လာတယ်ငါအတန်သွင်းပင်ကိုသူ့ရှိကိုတွန်းပြလိုက်တယ်မင်းပြောလားမပြောလားအရေးမကြီးဘူးအရေးကြီးတာကဒီနေ့ဖြတ်တရက်ကိုငါအထက်လူကြီးစီတင်ပြမယ်ဆိုတာပဲချမ်းသာသားတယောက်အိမ်ကိုခွင့်မပြုဘဲဝင်ရောက်ပြီးရဲကိုစိန်ခေါ်တဲ့မင်းထင်လားမင်းအဖေမင်းကိုကဲကိုဘလောက်အားထုတ်ရမယ်လို့မင်းထင်လားအခုံမီတက်စီဝါရေးစစ်စေးရေးကဟောင်းဖာကုမ္ပဏီကိုနည်းနည်းလေးစိတ်ဝင်စားသွားမှာလားဒါကသူ့ကိုဖိအားပေးတဲ့နောက်ဆုံးကောက်ယူပဲသူမလုံးဝပြိုလဲသွားတယ်နောက်တနာရီခွဲအတွင်းမှာသူပဲတောင်းကနေပဲအထိအကုန်ထုတ်ပြောလိုက်တယ်သူတို့ចောင်းသားဟောင်းတွေ့ဆုံပွဲတစ်ခုမှာဘလို့ဆက်သွယ်ခဲ့တဲ့သူ့ရဲ့ချမ်းသာမှုနဲ့ယာတုကိုဘလို့ကြွားသွားတယ်လင်းဝမ်ကငါရဲ့အရေးချင်းမရှိမှုနဲ့နှုံမှုကိုဘလို့ညှိညူတယ်သူကမင်းကညံ့ဖြစ်တဲ့အာနာပိုင်တယောက်ပဲတလားစာလာစာနဲ့အိတ်တလုံးဝယ်ဖို့တစ်နှစ်ခွဲတွေ့ရတဲ့ငါမျက်နှာမဲမဲနဲ့နားထောင်နေတဲ့အစ်စ်တွေကအားထုတ်မှုကြောင့်နည်းနည်းဖြူလာတယ်ဒါဆိုရင်သူ့မျက်လုံးထဲမှာငါကအသုံးမကျတဲ့သူပေါ့အိတ်ကထဲကဖုန်းကတုံခါနေတယ်မကြည့်ဘဲနဲ့လင်းဝမ်ဆိုတာသိတယ်ငါဖုန်းကိုထုတ်ပြီးမကြည့်ဘဲချက်ချင်းချိတ်လိုက်တယ်ဝစ်ချက်မက်ဆေ့ချတွေတတန်လုံးပေါ်လာတယ်အချစ်ငါမှပြီးမင်းပြန်လာခဲ့လို့ရမလားရှန်ဟောင်ကငါ့ကိုဆွဲဆောင်တာငါခဏတာတွေဝေသွားတာငါတို့3နှစ်တာဆက်ဆံရေးကိုဒီလိုမပြတ်စေနဲ့လို့တောင်းပန်တယ်ငါတစ်ချက်ကြည့်ပြီးဖျက်လိုက်တယ်ငါလိုချင်တဲ့အရာကိုရပြီးတာနဲ့စစ်ဆေးမင်းញ្ញခန်းရဲ့တကားကိုဖွင့်လိုက်တယ်အိမ်ကိုခွင့်မပြုဘဲဝင်ရောက်မှုအထောက်ထားမလုံလောက်လို့နှုတ်ဖြစ်ဆုံးပါတယ်သူ့ကိုထွက်ခိုင်းလိုက်ရှောင်းလီအံ့အားသင့်သွားပြီးမဲ့ခေါင်းညစ်ပြီးလှုပ်ဆောင်တယ်ရှန်ဟောင်ကဒုက္ခရောက်သူလိုတွားသွားပြီးအပြေးထွက်သွားတယ်သူကိုယ်တိုင်လွတ်သွားပြီလို့ထင်တယ်ဒါပေမဲ့ဒီကစားပွဲကစမှာပဲဆိုတာမသိဘူးငါညတက်ကောင်မှအိမ်ပြန်ရောက်တဲ့တော့နဲ့တကားကိုဖွင့်တော့မှုရဲ့နဲ့ပြင်းပြင်းကဝင်လာတဲ့အခန်းရဲ့အလင်းရောင်ကမိမ့်မိန်လေးပဲနှွေးထွေးတဲ့အဝါရောင်လင်းဝမ်ကစင်ကြံချမ်းပြင်ပေါ်မှာတူးထောက်ပြီးမိတ်ကလိန်ထားတဲ့စပင်တွေဆူဆူနဲ့ပခုံးပေါ်လွဲကျနေတဲ့တနာစရာကြီးအချစ်မင်းပြန်လာပြီးငါမင်းကိုအရန်လွှမ်းနဲ့သူ့မျက်ရည်ကပျော့ပျော့နဲ့ကျလာတဲ့ကြီးကြီးမားမားစလုံးတွေဒါပေမဲ့သူရေစာလို့ပဲရေတောက်ဝင်လာတာငါတို့ဘာမှမလုပ်ခဲ့ဘူးရှန်ဟောင်ကအဝတ်ချုပ်လိုက်တာနဲ့မင်းပြန်လာတာအချစ်မင်းကကိုယုံမှာသူစကားပြောရင်းငါရှက်အင်ဂျီကျေတီကိုဖြေဖို့ကြိုးစားတယ်အဲ့ဒီကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေကငါ့ကိုယုံရှာစေတယ်ငါသူ့လက်ကိုကန်ထုတ်လိုက်တဲ့အားကမပြင်းပေမဲ့နှိမ့်ချမှုပြင်းနေတယ်သူမအံ့အားသင့်သွားတယ်ငါ့ကိုမယုံနိုင်စွာကြည့်နေတယ်ငါအဲ့ဒီအနက်ရောင်အတန်သွင်းပင်ကိုတန်ရှင်းတဲ့လက်ဖက်ရည်စပွဲပေါ်ပစ်ချလိုက်တယ်ပြီးတော့ဖွင့်ခလုတ်ကိုနှိပ်လိုက်တယ်သူကညံ့ဖြင်နဲ့အာနာပိုင်တယောက်လို့ပြောတယ်ရှန်ဟောင်ရဲ့ပေါ်စာပြီးတရော်တဲ့အတန်ကတိတ်ဆိတ်တဲ့အခန်းထဲမှာအထူးနာတဲ့ကိုထိုးဝင်လာတယ်တလားစာလာစာနဲ့အိတ်တလုံးဝယ်ဖို့တစ်နှစ်ခွဲတွေ့ရတယ်သူကမင်းကိုပြောစရာမရှိဘူးတဲ့လင်းဝမ်ရဲ့ငူတန်ရက်သွားတယ်သူ့မျက်နှာကတွေးရောင်တွေအကုန်ပြောက်သွားတယ်ကိုယ်တွေကထိမရတော့ပဲတုံလာတယ်ငါတလန်ချင်းသူ့ရှိကိုရှောက်သွားပြီးကိုင်းညွတ်ကလက်နဲ့ချောင်းနဲ့သူ့ချွန်ထက်တဲ့မေးယိုးကိုညှစ်ကခေါင်းကိုအတင်းမြောက်ခိုင်းတယ်မင်းကခဏတာတွေးဝေးတာမဟုတ်ဘူးမင်းကြာရှည်စွာကြံစီထားတာငါရိုက်နေထားတဲ့ကွာရှင်းရေးသဘောတူညီချက်ကိုသူ့မျက်နှာပေါ်ပြင်းပြင်းရိုက်လိုက်တယ်ပစ္စည်းမပါပဲထွက်သွားစာရွက်ရဲ့အစွန်းကသူ့ပါးကိုဖြတ်သွားပြီးအနီအောင်ချောင်းတစ်ခုကျန်ခဲ့တယ်သူမနောက်ဆုံးတော့ပြိုလဲသွားတယ်အကိုမင်းကကိုဒီလိုဘယ်လိုလုပ်နိုင်မှာလဲငါတို့3နှစ်တာအိမ်အောင်ကြခဲ့တယ်ဒီအကြောင်းတစ်ခုကြောင့်ငါ့ကိုပစ္စည်းမပါပဲထွက်ခိုင်းတာလားငါမိမအားလုံးကျူးလွန်တဲ့အမားကိုပဲကျူးလွန်မိတာမင်းပါလို့ငါ့ကိုခွင့်မလွတ်နိုင်တာလဲတခါငါသူ့စိတ်လှုပ်ရှားမှုကြောင့်ပုံပြက်နေတဲ့မျက်နှာကိုကြည့်ပြီးရေလိုက်တယ်မင်းစီကနေတင်ယူထားတဲ့ဒီစကားကသူ့ကိုဖိအားပေးတဲ့နောက်ဆုံးထိုးချက်ပဲသူမမြေပေါ်မှာလဲကျသွားပြီးအော်တန်ကနေကြီးကြီးကျယ်ကျယ်ငူတန်ဖြစ်သွားတယ်အကူနောက်တစ်ခါအခွင့်အရေးပေးပါငါသူ့ငူတန်ကိုဂရုမစိုက်တော့ဘူးလှည့်ပြီးစာကြည့်ကန်နဲ့ဝင်သွားတယ်သူ့ငူတန်ကိုခံနေရင်ငါကိုယ်တန်အေးဆေးစွာပြောတာကြားရတယ်ဒီအိမ်ကငါလက်မထက်ခင်အပြည့်ဝယ်ထားတာငါအမေဖေရဲ့နာမည်နဲ့ရေးထားတဲ့ကားကငါအသက်ဆုံးပြီးစုချင်းငွေနဲ့ဝယ်
ထားတာငါနာမည်အောက်မှာရှိတယ်မင်းရဲ့အိတ်လက်ဝတ်ရတနာအဝတ်စားတွေယူသွားလို့ရတယ်အိုးမင်းကက်ထဲက2သိန်းကဒီ3နှစ်အတွင်းငါမင်းကိုလွှဲပေးခဲ့တာပြန်ပေးဖို့မမေ့နဲ့ငါခဏရက်လိုက်တယ်မထိုးချင်ရင်လည်းရတယ်ဒီအတန်သွင်းကမနှက်ဖြန်မင်းမေဖေမင်းကုမ္ပဏီလုပ်ဖို့ကိုင်ဖက်တွေမင်းတငယ်ချင်းအကုန်ရဲ့ဖုန်းထဲရောက်သွားမယ်မင်းရွေးလိုက်ပြောပြီးတာနဲ့ငါသူ့ကိုတုံ့ပြန်ဖို့အချိန်မပေးတော့ဘူးတကားပိတ်လိုက်တယ်ငါတကားပုံမိပြီးကိုယ်တွေကတကားတစ်လျှောက်ရှော့ချသွားတယ်အေးခဲတဲ့ချမ်းပြင်ပေါ်မှာထိုင်လိုက်တယ်ပင်မနွမ်းနယ်မှုတွေရေလိုလာတဲ့3နှစ်တာအိမ်တော်ကြီးကဟာသားဇလန်တပုတ်လိုပဲတခါကငါအတွက်ဘာမဆိုဆွလို့နိုင်တယ်လို့ထင်ခဲ့တဲ့မိမကငါရဲ့စိတ်နှလုံးကိုကိုယ်တိုင်ဖြိုးဖျက်လိုက်တယ်ငါမျက်လုံးပိတ်လိုက်တယ်ပြန်ဖွင့်တော့အယိုးတွေနဲ့အဲ့ဒီတက်ပဲကြံခဲ့တယ်တကောင်ရဲ့ဒါကအစပဲနောက်တနေ့မနေ့စောစောငါဌာနကိုရောက်တာနဲ့ဌာနမှုကရုံးခန်းထဲခေါ်သွားတယ်ဌာနမှုရဲ့မျက်နှာကနည်းနည်းလေးနဲ့နေတဲ့သူဖိုင်တစ်ခုကိုငါရှိတွန်းပေးလိုက်တယ်ကြည်စံအမီမတိသတင်းပို့စာတစ်စောင်စာထဲမှာချက်ကားတဲ့စကားတွေနဲ့ငါ့ကိုအာနာလွဲသုံးစားလုပ်သူကျန်းတန်းစွာတရားစီရင်သူအဖြစ်ပုံဖော်ထားတယ်ငါကိုကြီးကိုယ်တာမနာလိုမှုကြောင့်အပြစ်မဲ့နိုင်ငံသားတယောက်ကိုရက်ဆက်စွာနှိပ်စက်မေးမြန်းခဲ့ပြီးပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေခဲ့တဲ့သတင်းပို့သူကရှမ်းဟောင်မြထို့တဲကအထက်လူကြီးတွေဖုံးဆက်ပြီးကြည်ကျင်နဲ့ကင်တွေဖို့ညွှန်ကြားထားတယ်ငါအဲ့ဒီစာကိုကြည့်ပြီးရဲလူကြီးပါဖြစ်တဲ့ညံပြင်းတဲ့လက်စားချေမှုဒီချိန်မှာဖုံးကတုံခါသွားတယ်လင်းဝမ်ကစာတူပို့တဲ့ချင်းချင်းရတွေအဆုံးစုံမထားပါနဲ့ရှမ်းဟောင်ရဲ့မိသားစုကမင်းမတိရဲတဲ့အစင်ပဲကွာရှင်းရေးသဘောတူညီချက်ကိုပြန်ရုပ်သိမ်းရင်သူသတင်းပို့တာကိုရုပ်သိမ်းခိုင်းမယ်ငါတို့ပြန်တင်ပြကြရအောင်စာတူထဲမှာချင်းချောက်မှုနဲ့သူ့ကိုယ်သူကန်ကောင်းမယ်လို့ထင်မှတ်မှုရောထွေးနေတဲ့သူရှန်ဟောင်ကိုအားကိုးနေတော့ပဲငါဒီလောက်နဲ့ကြောက်သွားမယ်လို့ထင်တော့ပဲငါဖုန်းမျက်နှာပြင်ကိုပိတ်လိုက်ပြီးဌာနမှုကိုခေါင်းထောင်ကြည့်လိုက်တယ်ဒါကရိုးရိုးအလွဲသုံးစားလုပ်မှုမဟုတ်ဘူးငါကိုဖုန်းကိုလွှဲပေးလိုက်တယ်ရဲကားပေါ်မှာရှန်ဟောင်ရဲ့စင်ခေါ်တန်ကိုဖွင့်ပြလိုက်တယ်သူကအရင်စင်ခေါ်လာပြီးတော့ငါ USB drive တစ်ခုကိုလည်းထုတ်လိုက်တယ်ဌာနမှုရဲ့ကွန်ပျူတာမှာထည့်လိုက်တဲ့အတွင်းထဲမှာရှန်ဟောင်ကစစ်ဆေးမင်းညံခန်းထဲမှာဝန်ခံခဲ့တဲ့အတန်သွင်းပါတယ်ငါစီးမြအင်းချိုးဖောက်တဲ့အပိုင်းတွေကိုဖျက်ထားပြီးငါအိမ်ယာမန်နေဂျာစီကယူထားတဲ့စောင့်ကြည့်ကင်မရာဗီဒီယိုလည်းပါတယ်ရှန်ဟောင်ကငါအိမ်တကားမှာအဝတ်စားမစနစ်တကျနဲ့ပေါ်လာတာကိုရှင်းရှင်းလင်းလင်းပြနေတယ်ဒါကသူဆန္ဒလျောက်ဝန်ခံခဲ့တဲ့ထွက်ဆိုချက်နဲ့အိမ်ကိုခွင့်မပြုဘဲဝင်ရောက်မှုရဲ့အထောက်ထားပါဌာနမှုဒါကတာမန်အရက်ဖက်အငင်းပွားမှုဒါမှမဟုတ်ရိုးရိုးအိမ်တော်ရေးဖောက်ပြန်မှုတစ်ခုပဲရှန်ဟောင်ကဘာလို့မျိုးတွေကဆက်ဆံရေးတွေကိုငါ့ကိုဖိအားပေးဖို့တုံးရတာလဲဒါကပုံမှန်မဟုတ်ဘူးသူတစ်ခုကိုကြောက်နေတာမဟုတ်ရင်ဌာနမှုက secret ကိုငိမ့်တက်လိုက်ပြီးမျက်ခုံးတွေကျုံသွားတဲ့မင်းရဲ့အတိတ်ပဲကသူကငါရဲ့ဆရာဟောင်းပဲငါအကြောင်းကောင်းကောင်းသိတယ်ငါဟောင်းဖာကုမ္ပဏီရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်တယ်ဒီကုမ္ပဏီကဒီနှစ်တွေအတွင်းအရန်မြန်မြန်ချက်ထွင်လာတယ်ဒါပေမဲ့ဘန်နာရေးရှင်းတန်းမှာတန်တရားဖြစ်စရာအချို့ရှိတယ်သူဒီလောက်ပြင်းပြင်းတုံ့ပြန်တာကရိုးရိုးလက်စားချေမှုမဟုတ်ဘူးသူကိုယ်တိုင်ကိစ္စရှိလို့ကြောက်နေတာငါတို့ဒီအကြောင်းကြောင့်သူ့မိသားစုကိုစစ်ဆေးမိမှာကြောက်နေတာကုမ္ပဏီကိုသွားစစ်ကောင်းတယ်ကောင်းလေးမင်းကိုအဲ့ရတဲ့ဆေလွတ်တာမင်းကိုရှော့တွက်လိုက်တာသူငါ့ကိုကြည့်တယ်မျက်လုံးထဲမှာရင်းနှီးတဲ့ယုံကြည်မှုနဲ့ထက်မြက်မှုမင်းရဲ့သတင်းပို့စာကိုငါကင်တွင်မယ်မင်းကယူမဆိုင်နဲ့ဟောင်းဖာကုမ္ပဏီအတွက်တော့မင်းစီလွှဲအပ်လိုက်တယ်ရဲရဲဝံ့ဝံ့စစ်ဆေးအဖွဲ့ကမင်းနောက်မှာရှိတယ်ငါရင်ထဲနှွေးထွေးလာတယ်တာဝန်ပြမြောက်အောင်ဆောင်ရွက်မယ်ဌာနမှုရုံးခန်းကနေထွက်လာတော့ခွန်အားတွေပြည့်လာတယ်ငါဖုန်းထုတ်ပြီးလင်းဝမ်ရဲ့နံပါတ်ကိုရှာလိုက်တယ်စာလုံးနှလုံးပြန်ဖြေလိုက်တယ်မင်းဆောင်နေအဖွဲ့တွေကထွက်ပြီးတာနဲ့ဤပညာဌာနကလုပ်ဖို့ကင်ဖက်လောဝမ်ကိုဖုံးဆက်လိုက်တယ်ငါ့ကိုတခုကူညီပါလင်းဝမ်ရဲ့ကုမ္ပဏီပောက်ကွဲသွားတယ်ငါဌာနမှုရုံးခန်းကနေထွက်လာပြီးနိုင်ဝက်ကြာမှာအမည်မသိနံပါတ်တစ်ခုကဖြတ်တောက်ထားတဲ့အတန်သွင်းတစ်ခုကိုလင်းဝမ်ရဲ့ကုမ္ပဏီအတွင်းပိုင်းအလုပ်စုထဲပို့လိုက်တယ်သူကတစ်တုံးလိုပြင်းစရာကြီးအုပ်စုထဲမှာလူ100ကျော်ရှိတယ်အတန်သွင်းထဲမှာရှန်ဟောင်ရဲ့အတန်မပါဘူးလင်းဝမ်ပဲရှိတယ်သူမကအပြော့စားအတန်နဲ့ဖုန်းတစ်ဖက်ကចောင်းသားဟောင်းတယောက်နဲ့ပြည့်ရည်ပြူနေတယ်လာစားလဲနေတယ်အိတ်တလုံးဝယ်ဖို့တွေးနေရတဲ့မင်းလိုပတ်စံရှိပြီးအရေးချင်းရှိတာကပိုကောင်းတယ်သူမကိုခင်ဖုန်းကိုအစစ်နဲ့ထုတ်ဖောက်ပြီးညှင်းညူတဲ့အတန်သွင်းကရှင်းမနေပေမဲ့သတင်းချက်လက်အများကြီးပါတယ်အုပ်စုထဲမှာအရင်ကတိတ်ဆိတ်သွားပြီးစက္ကန့်ပိုင်းကြာမှလုံးဝပောက်ကွဲသွားတယ်မသိရဘူးနော်လင်းဝမ်ကဒီလောက်စော့နေတာလားသူ့ယောက်ျားကသူ့ကိုအလုပ်ကနေခေါ်ဖို့မကြာခဏလာတာပဲအရက်လည်းမြင့်တယ်လှတယ်သူ့ကိုလည်းကောင်းကောင်းဆက်ဆံတယ်ဒါကိုတော့မကျေနပ်ဘူးမျက်နှာကိုတိတယ်စိတ်ကိုမတိဘူးလင်းဝမ်ရဲ့ဌာနမှုကအုပ်စုထဲမှာတိုက်ရိုက်ပြိုလဲသွားတယ်ကိုကြီးကိုတာအပြုတ်မှုကကုမ္ပဏီရဲ့ပုံရိပ်ကိုဆူဆူရွရွထိခိုက်စေတယ်ကျေးဇူးပြုပြီးကိုယ်တိုင်နှုတ်ထွက်ပါတယောက်ယောက်ကငါ့ကိုလုပ်ကြံတာကုမ္ပဏီကိုမလုပ်ပါနဲ့လို့တောင်းပန်ပါတယ်ကိုကြီးကိုတာရှုပ်ထွေးတဲ့ဝန်ထမ်းတွေမလိုဘူးသူမကိုနေရမှာပဲကိုကြီးကိုတာပစ္စည်းတွေရှင်းလင်းခိုင်းပြီးကုန်ပဏီအဆောက်အုံကနေနှိထုတ်ခံလိုက်ရတယ်ဒါကအကုန်မဟုတ်သေးဘူးသူတငယ်ချင်းတွေရဲ့အုပ်စုလည်းပောက်ကွဲသွားတယ်အဲ့ဒီအတန်သွင်းအတူတူထပ်ပို့ခံရတဲ့တခါကသူနဲ့တူဈေးဝယ်ထွက်ပြီးလက်ဖက်ရည်တောက်ကလှုပ်ဝက်ချက်တွေမျှဝေခဲ့တဲ့အမတွေကသူ့အတွက်စကားတခုမှမပြောခဲ့ဘူးနောက်တစ်စက္ကန့်လင်းဝမ်ကအုပ်စုကနေဖယ်ရှားခံလိုက်ရတယ်သူမအလုပ်ပြုတ်သွားတယ်တငယ်ချင်းတွေဆုံရှုံသွားတယ်သူမနောက်ဆုံးတော့ငါ့ကိုဖုံးဆက်ဖို့တတိယလာတယ်ချင်းချင်းမင်းလုပ်တာလားမင်းမလုံးငါ့ကိုဖျက်ဆီးတာလဲအထောက်ထားမရှာကြည့်ဘူးရဲတယောက်ကိုအလွယ်တကူအဆွဆွဲလို့မရဘူးသူမဖုန်းတစ်ဖက်ကဒေါသပုံထားပြီးអော်လိုက်တယ်မင်းကိုငါတရားဆွဲမယ်မင်းကိုငရဲအထိတရားဆွဲနိုင်တယ်တွားဆွဲစမ်းလူတွေနားထောင်ကြပါစေအတန်သွင်းကတကယ်ပဲအဲ့ဒီခါမှာအတော်ကြီးတွေစီလဲတစောင်းပို့မယ်ဖုန်းတစ်ဖက်ကရုတ်တရက်တိတ်သွားတယ်ငါသူ့ကိုပြောခွင့်ထပ်မပေးတော့ဘူးဖုန်းချလိုက်တယ်တစ်ဖက်မှာငါနဲ့အခွန်ဌာနကလုပ်ဖို့ကိုင်ဖက်တွေတွေ့ဆုံပြီးဟောင်းဖာကုမ္ပဏီရဲ့ငွေကြေးစည်းရင်းတွေကိုကနအူးခွဲချမ်းစိတ်ဖြာချက်အရာသူတို့ရဲ့အခွန်ရှောင်မှုအတွက်ကနအူးထောက်ထားတွေရပြီးငါသိတယ်သူတို့ကိုဖျက်ဆီးဖို့ဒါကပထမခြေလှမ်းပဲလင်းဝမ်ရဲ့ကဘာကပြိုလဲနေတယ်ရှန်ဟောင်းရဲ့ကဘာလည်းအစုံတရားကိုကျုံတော့မယ်ငါမှရှိနေကောင်းတယောက်လိုတယ်လင်းဝမ်ကိုပစ္စည်းမပါပဲထွက်ခိုင်းနိုင်ပြီးသူနောက်တစ်ခါပြန်မထနိုင်အောင်လုပ်နိုင်တဲ့ရှိနေငါစုချင်းကိုရှာတွေ့တယ်သူမကဒီမျိုးမှာအကောင်းဆုံးကွာရှင်းရေးရှိနေပဲလက်ဆက်တက်ချမ်းတန်းပြီးရုပ်တိတိကျတဲ့နာမည်နဲ့ကြော်ကြားတယ်သူမရဲ့အောင်မြင်မှုနှုန်းကတရားရာခိုင်နှုန်းသူမငါရဲ့တောင်းဆိုချက်ကိုနားထောင်ပြီးတာနဲ့ဇပွဲပေါ်ကအတန်သွင်းပင်စောင့်ကြည့်ဗီဒီယိုဖမ်းယူမှုတွေရှန်ဟောင်းရဲ့ဝန်ခံချက်မှတ်တမ်းတွေကိုကြည့်တယ်သူ့မျက်လုံးတွေလင်းသွားတယ်ရဲရရှိချင်းဒီကိစ္စငါလက်ခံတယ်သူမနှုတ်ခမ်းနေလေးတွေလန်လာပြီးအတန်ထဲမှာလုံးဝယုံကြည်မှုရှိတယ်သူတပြားမှမရအောင်ငါအမခံတယ်သူမကအလုံးလုံးပုံလျင်မြန်စွာဝင်သွားပြီးအိမ်တော်ရေးဥပဒေတွေကပြစ်ရှိသူရဲ့ပစ္စည်းခွဲဝေမှုဆိုင်ရာပုံမှန်တွေကိုငါ့ကိုရှင်းပြတယ်အိမ်တော်ရေးဖောက်ပြန်မှုကကိုကြဒီတရားဆိုင်ရာကိစ္စပဲဥပဒေရတော့ကတင်ပေါ်မှာဖမ်းမိတဲ့တိုက်ရိုက်ဗီဒီယိုမရှိရင်သူမကိုပစ္စည်းမပါပဲထွက်ခိုင်းဖို့တခုတည်းသောအကြောင်းပြချက်အဖြစ်သုံးဖို့ခက်တယ်ဒါပေမဲ့တခြားထောင်းကနေဝင်လို့ရတဲ့အိမ်တော်ရေးကာလအတွင်းအိမ်တော်ဖက်ရဲ့ပူပေါင်းပိုင်ဆိုင်မှုတွေကိုရည်ရွယ်ချက်ရှိရှိလွှဲပြောင်းခြင်းဒါမှမဟုတ်ဖုံးကွယ်တာကိုတက်တည်ပြတာမျိုးဒါမှမဟုတ်သူ့ရဲ့ကိုကျင့်တရားချိုးယွင်းမှုကမင်းကိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှု
ဖြစ်စေတယ်ဆိုတာတက်တည်ပြတာသူမကမင်းကိုချင်းချောက်တဲ့စာတို့နဲ့သူချစ်သူကိုမင်းကိုအမှုဖွင့်ဖို့လှုံ့ဆော်တာတွေကတရားရုံးမှာတင်ပြနိုင်တဲ့အထောက်အထားတွေပဲကိစ္စကိုဆွေးနွေးတော့မှငါရဲ့ရုပ်တည်တွေးခေါ်မှုနဲ့ပြည့်စုံတဲ့အထောက်အထားကွင်းဆက်ကသူမကိုလည်းအံ့အားသင့်စေတယ်ချင်းချင်းမင်းကငါတွေ့ဘူးတဲ့ဖောက်တယ်တွေထက်ရှိနေလို့ပဲအလောက်ကမတူပေမဲ့ရုပ်တည်ကအတူတူပဲမကြခင်မှာလင်းဝမ်ကတရားရုံးကနေစင့်ခေါ်စာနဲ့စုချင်းလက်မှတ်ထိုးထားတဲ့ရှိနေစာကိုလက်ခံရရှိတဲ့ရှိနေစာတွေကစကလုံးတွေကတိကျပြီးအေးဆက်တဲ့သူ့ရဲ့မလျော်ကန်တဲ့အပြုအမူတွေကိုတစ်ခုချင်းစီစည်ရင်းပြုစုထားပြီးတရားဝင်တာဝန်ယူမှုအားလုံးကိုလိုက်လံဖော်ထုတ်မယ်လို့ရှင်းရှင်းလင်းလင်းသတိပေးထားတယ်။လင်းဝမ်လုံးဝထိတ်လန့်သွားတယ်။ငါသွားလာမယ်လို့မထင်ထားဘူးပြီးတော့မြို့မှာအကောင်းဆုံးရှိနေကိုတော့ငါထားတယ်။မာကျော်တဲ့လမ်းကအလုံးမဖြစ်ဘူး။သူမပျော်ပြောင်းတဲ့လမ်းကိုစလုပ်တယ်။ငါခဏတာတွေ့ဝေသွားတာမင်းတို့သူ့ကိုဖြောင်းဖြတ်ကြည့်ပါ။သူမငါမိဘအိမ်ပြေးသွားတယ်။အိမ်ထဲရောက်တာနဲ့တူထောက်ပြီးရင်ခွဲအောင်ငိုးလဲထွက်သွား။ငါတို့ချမ်းမီသားစုမှာမင်းတို့ချွေးမမျိုးမရှိဘူး။ဒါပေမဲ့ငါမိဘတွေကိုကြိုပြောထားပြီးသားအဲ့ဒီအဓိကအတန်သွင်းကိုလည်းသူတို့ကိုဖွင့်ပြထားတယ်။ငါအမေကဒေါသကြီးတယ်။တမျက်စိနဲ့အိမ်ကနေနှင်းထုတ်လိုက်တယ်။လင်းဝမ်ရဲ့နူးညံ့တဲ့နီးပြူဟာလုံးဝမအောင်မြင်ဘူးကိစ္စအသေးစိတ်တွေဆွေးနွေးဖို့ငါနဲ့စုချင်းတို့စားတော့ဆိုင်တစ်ခုမှာညစာစားတယ်ထမင်းစားနေတော့အရေးတစ်ခုကငါစားပွဲရှိကိုရုတ်တရက်ပြေးလာတယ်။ငါအကိုကလင်းဝမ်ပဲသူ့မျက်လုံးတွေညီရဲနေပြီးစုချင်းကိုပြင်းပြင်းစိုက်ကြည့်နေတယ်လူကိုက်ချင်းတလိုပဲလက်ကိုမြောက်ပြီးစုချင်းရဲ့မျက်နှာပေါ်ရိုက်ဖို့ကြိုးစားတယ်ငါပုံမြန်နဲ့သူ့လက်ကောက်ဝတ်ကိုစုပ်ကင်လိုက်တယ်အဲ့ဒီလက်ကောက်ဝတ်ကသေးသွယ်ပြီးငါလက်ထဲမှာမလှုပ်ရှားနိုင်ဘူးငါသူ့မျက်နှာကိုကြည့်တယ်မနာလိုမှုနဲ့ဒေါသကြောင့်ပုံပြက်နေတယ်လင်းဝမ်ကိုပိုအစင်မပြေအောင်မလုပ်နဲ့စုချင်းကတစ်ချက်မှမလုပ်ဘူးနည်းနည်းမှမထိတ်လန့်ဘူးသူမကြက်တည်းရှိစွာပါဇက်ထောင်ကိုတုပ်ပြီးခေါင်းထောင်ကလင်းဝမ်ကိုထီကြည့်လိုက်တယ်အဲ့ဒီတစ်ချက်ကမထီမဲ့မြင်ပြူပြီးနှိမ့်ချတဲ့အကြည့်အသက်ဆန်တဲ့ဆက်ဆောင်တယောက်ကိုကြည့်နေတယ်လို့ပဲငါ့ကိုလွှတ်လိုက်ဒီလောက်နဲ့မပြီးဘူးအဲ့ဒီတစ်ချက်ကလင်းဝမ်ကိုအနာကျင်စေတယ်ငါသူ့ကိုပါရိုက်တာထက်တောင်ပိုနာတယ်ငါလက်ကိုအာတိုပြီးလွှဲပစ်လိုက်တယ်စားတော့ဆိုင်တွေကမျက်လုံးအကုန်ငါတို့စီရောက်လာတယ်စုချင်းကကြက်တည်းရှိထိုင်နေတယ်ငါအေးဆက်ဆက်ရက်နေတယ်ပြင်းထန်တဲ့ခြားနာမှုကပါရိုက်တန်ကြီးလိုပဲသူ့ရဲ့ဂုံတိတ်ခါကိုပြင်းပြင်းရိုက်ခတ်သွားတယ်လင်းဝမ်လမ်းမရှိတော့ဘူးသူ့အတွက်ကြံတဲ့နောက်ဆုံးကယ်ဆယ်ရေးကောက်ယူကရှန်ဟောင်ပဲတောင်းပန်ပါတယ်ကြိုတင်မှာထားခြင်းမရှိရင်ဝင်ခွင့်မရှိဘူးသူ့ကိုတစ်ခါပဲတွေ့ချင်တယ်10မိနစ်ပဲစီကန်းပဲကျေးဇူးပြုပြီးထွက်သွားပါရှေ့စားပွဲနဲ့လုံခြုံရေးကတကားပြင်မှာပိတ်ဆို့ခံလိုက်ရတယ်သူမအခန်းထဲမှာတနေ့လုံးစောင့်ခဲ့တယ်နောက်ဆုံးတော့ရှန်ဟောင်ကိုတွေ့လိုက်တယ်ရှန်ဟောင်ကအနက်ရောင်ဗလီကားပေါ်ကနေဆင်းလာတဲ့ဝတ်စုံဖက်နဲ့သူလင်းဝမ်ကိုမြင်တာနဲ့မျက်နှာကချက်ချင်းစိတ်မရှိတဲ့အမူအရာဖြစ်သွားတယ်စွန့်ပစ်လို့မရတဲ့ခွဘေးနာတကောင်လိုပဲသူ့အတန်ထဲမှာရုံရှာဆက်ဆုပ်မှုပြည့်နေတယ်မင်းပါလို့လာတာလေမင်းငါ့ကိုကူညီပါချင်းချင်းကငါ့ကိုကွာရှင်းဖို့လုပ်နေတယ်ပစ္စည်းမပါပဲထွက်ခိုင်းတယ်မင်းမဲငါ့ကိုကူညီနိုင်တယ်ငါမင်းကိုကူညီမယ်ငါဘာလို့ကူညီရမှာလဲရှန်ဟောင်ကဆက်ဆုပ်စွာသူ့လက်ကိုလွှဲပစ်လိုက်တယ်ညစ်ပတ်တဲ့အရာကိုထိမိတယ်လို့ပဲသူကသူ့ကိုအပေါ်အောက်ကြည့်ပြီးမျက်လုံးထဲမှာတယောက်မှုပြည့်နေတယ်မင်းကမင်းကိုသဘောကျတယ်လို့တကယ်ထင်နေတာလားမင်းကရဲတယောက်ရဲ့မရဆိုတဲ့အချက်ကိုကြည့်ပြီးစိတ်လှုပ်ရှားစရာရှာအာနေတာအခုမင်းဒုက္ခရောက်နေတယ်ရဲတွေကငါမိသားစုကိုလိုက်ဆက်နေတယ်မင်းငါစီလာတောင်းသေးလားမင်းအုံနောက်မကောင်းဘူးသူယုံမှမဟုတ်ဘူးတခါကသူ့ကိုချိုးသားစွာပြောဆိုခဲ့ပြီးလက်ဖွားပေါ်မှာထားခဲ့တဲ့အဲ့ဒီလူကဒီလောက်ကြမ်းတမ်းပြီးရက်ဆက်တဲ့စကားတွေပြောလိုက်မယ်လို့ရှန်ဟောင်ကပတ်စံအိတ်ကနေငွေဆက်ကူမီတွေထုတ်လိုက်တယ်လင်းဝမ်ရဲ့မျက်နှာပေါ်တိုက်ရိုက်ပစ်လိုက်တယ်ငွေဆက်ကူတွေမြေပေါ်တွေထဲမှာလွင့်ကျလာတယ်သူ့ရဲ့မိုင်းမဲမှုနဲ့အောက်တန်းချမှုကိုရက်ဆက်စွာပြည့်ရပြုတ်နေတယ်လို့ပဲလင်းဝမ်ကလူရှိသူရှိမှအဆက်ခွဲခံရတယ်သူ့ရဲ့ဂုံတိတ်ခါနဲ့အိမ်မက်တွေအကုန်ပျက်စီးသွားတယ်သူနောက်ဆုံးတော့နားလည်သွားတယ်သူထင်ခဲ့တဲ့အချင်းနဲ့နောက်ဆုတ်လန်းကတစ်ချိန်လုံးဟာတာဇလန်တပုတ်ပဲဆိုတာဒီမြင်ကွင်းကိုငါအနီးနားမှာအထောက်ထားကောက်ဖို့စီလွတ်ထားတဲ့လုပ်ဖော်ကိုင်ဘက်ကရှည်လျားတဲ့မှန်ပြောင်းနဲ့မတော်တဆရိုက်ယူလိုက်တဲ့ဗီဒီယိုကအရန်ရှင်းတယ်ငါဗီဒီယိုကိုစုချင်းစီလွှဲပေးလိုက်တဲ့စက္ကန့်ပိုင်းကြာမှစုချင်းကဝေချက်ပြန်တယ်ရဲရရှိချင်းသူ့ကိုစန့်ကျင်တဲ့နောက်ထပ်အထောက်အထားတစ်ခုရပြီးသူ့ရဲ့ကိုချင်းတရားချိုးယွင်းမှုနဲ့တခြားသူတွေနဲ့မတင်လျော်တဲ့ငွေကြေးဆက်ဆံရေးကိုတရားရုံးမှာတက်တည်ပြနိုင်တယ်ငါအဲ့ဒီဗီဒီယိုကိုကြည့်တယ်လင်းဝမ်ကလူရှုပ်ထဲမှာစိတ်ပြက်လက်ပြက်ရက်နေတယ်လူစီကားတဲ့လမ်းပေါ်မှာတယောက်တည်းရှောက်သွားတယ်ကဘာကြီးကစွန့်ပစ်ထားတဲ့တရေတကောင်လိုပဲသူမှပထမဆုံးအကြိမ်ပြန်တွေးမိတယ်ငါနဲ့အတူရှိတော့ကချမ်းသာမနေပေမဲ့ဒီလိုမတရားမှုမျိုးဘယ်တော့မှမခံစားခဲ့ရဘူးငါလာစာတွေအကုန်ပေးတယ်သူမှဘာဝယ်ချင်းဝယ်ငါဈေးကြဤတယ်လို့ပြောပေမဲ့နောက်ဆုံးတော့ဝယ်ပေးတယ်ငါသူ့ကိုတခါမှပကတ်စေးခိုင်းတာထမင်းချက်ခိုင်းတာမရှိဘူးငါသူ့ကိုလက်ဖွားပေါ်မှာထားပြီးပြုစုခဲ့တယ်ဒါပေမဲ့သူမကိုယ်တိုင်အားလုံးကိုဖြိုဖျက်လိုက်တယ်နောင်ရချင်းရဲ့အစိကသူ့စိတ်ထဲမှာစပြီးအပင်ပေါက်လာတယ်ဒါပေမဲ့ဒါကမလုံလောက်သေးဘူးလုံးဝမလုံလောက်ဘူးပိုက်ကွန်ချခြင်းရောက်ပြီးရက်တပတ်အတော်ကြာညအချိန်တွေမှာလျှို့ဝှက်စစ်ဆေးမှုတွေလုပ်ပြီးနောက်အခွန်စည်းဝါးရေးမှုခင်းထားတာတွေနဲ့ပူပေါင်းဆောင်ရွက်မှုအောက်မှာရှမ်မီသားစုရဲ့ပြည့်စုံတဲ့ရာဇဝတ်ကွင်းဆက်ကိုလုံးဝထိန်းချုပ်နိုင်ခဲ့တဲ့အခွန်ဆောင်မှုကရေခဲတောင်ရဲ့ထိပ်ဖျားပဲသူတို့ငွေချေးလိမ်လည်မှုတရားမဝင်ရန်ပုံငွေစုဆောင်းမှုပတ်စံခွာချမှုတွေလည်းပါတယ်။အေယာမစီးပွားရေးရာဇဝတ်အင်ပါယာတစ်ခုအတွင်းပိုင်းကကြာရှည်စွာပုံနေပြီးဖန်ဆီးမှုကိုဗုဒ္ဓဟူးနေ့နနက်10:00နာရီမှာသတ်မှတ်ထားတဲ့မြို့တဝမ်းကဌာနပေါင်းစုံကရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပူပေါင်းဆောင်ရွက်ပြီးရက်တစ်ပြက်စီးနင်းလိုက်တဲ့ပြစ်မှတ်ကဟောင်းဖာကုမ္ပဏီဌာနချအုပ်အဆောက်အုံအဓိကပြစ်မှတ်ကရှန်ဟောင်ရဲကားတွေဟောက်နေပြီးအဆောက်အုံကိုရေလုံအောင်ဝိုင်းထားတယ်ငါတို့အဆောက်အုံထဲဝင်တဲ့ဝန်ထမ်းတွေရှုပ်ထွေးသွားတယ်ငါအဖွဲ့သား2ယောက်နဲ့ထိတ်ထက်ဒုတိယဥက္ကဋ္ဌရုံးခန်းကိုတက်တက်သွားတယ်တကားကိုကန့်ဖွင့်လိုက်တယ်ရှန်ဟောင်ကသူ့တားရီကလထိုင်ကြီးပေါ်မှာထိုင်နေတယ်ကော်ဖီငိမ်သက်စွာတောက်နေတယ်ငါတို့ကိုမြင်တော့သူ့မျက်နှာပေါ်ကအပြုံးတွေရက်သွားတယ်မင်းစီးပွားရေးရစဝတ်မှုအများပြားနဲ့တန်တရားရှိတယ်အခုဥပဒေအရဖမ်းဆီးတယ်ငါအေးဆက်တဲ့လက်ထိတ်ကိုထုတ်လိုက်တယ်သူကရုတ်တရက်အယူလိုဖြစ်သွားတယ်မင်းကငါတေးအောင်တိုက်မယ်စပွဲပေါ်ကကော်ဖီခွက်ကိုကောက်ပြီးငါစီပစ်လိုက်တယ်ငါခေါင်းနဲ့ရှောင်လိုက်တယ်လွယ်လွယ်ကူကူရှောင်ပြီးတလန်တို့ကသူ့လက်မောင်းကိုစုပ်ကိုင်လိုက်တယ်ပြောင်းပြန်လိမ့်ပြီးသူ့ကိုစပွဲပေါ်ပြင်းပြင်းဖိလိုက်တယ်တစ်ချိန်တည်းမှာအခြားအဖွဲ့သားတွေကဘုတ်ဖွဲ့ဥက္ကဋ္ဌရုံးခန်းမှာရှန်ဟောင်ရဲ့အဖေရှန်ဝမ်ရှန်ကိုဖမ်းဆီးလိုက်တဲ့တခါကသူ့ဆက်ဆံရေးနဲ့ငါကိုဖိအားပေးခြင်းခဲ့တဲ့စီးပွားရေးတထေးကြီးအဲ့ဒီနေ့မိုးလွဲပိုင်းမှာသတင်းတွေအနှံ့အပြားထွက်လာတယ်ရှမ်မီသားစုရဲ့ပြိုလဲမှုကိုကြီးညာတယ်တားဖာ2ယောက်လုံးကြာဆုံးသွားတယ်လင်းဝမ်ကပျော်ရွှင်စရာငှားရမ်းခန်းတစ်ဆက်စတူရမ်းမီတာထပ်မပိုတဲ့အခန်းငယ်လေးထဲမှာဒီသတင်းကိုဖုန်းကနေကြည့်လိုက်တယ်ဖုန်းမျက်နှာပြင်ပေါ်ကတပ်ပုံကငါရှန်ဟောင်ကိုလက်ထိတ်ခတ်နေတဲ့ပုံသူမအဲ့ဒီတပ်ပုံကိုကြည့်ပြီးကိုယ်ထဲကသွေးတွေအကုန်ဆုပ်ယူခံရတယ်လို့ပဲသူမနောက်ဆုံးတော့သိသွားတယ်သူမအရင်ကစိန်ခံမှုနဲ့စိတ်လှုပ်ရှားမှုအတွက်ဘလို့ကြောက်စရာကောင်းတဲ့သူနဲ့ပတ်သက်မိသွားတာလဲဆိုတာတပတ်အကြာမှာဌာနကဂုဏ်ပြုစုအမိန့်ထုတ်ပြန်တယ်ငါ့ကိုရာဇဝတ်မှုခင်းဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးဖြစ်ယာရုတိုးတယ်ငါကဘာကနေတာတဲ့သူကဘာကငရဲထဲမှာနှဆိုင်စွာရောက်နေပြီးကွာရှင်းရေးတရားခွင်ရောက်လာတယ်တရားရုံးထဲမှာငါတရားလိုနေရာမှာထိုင်နေအနားမှာ ACB ကျွမ်းကျင်တဲ့စုချင်းတစ်ဖက်မှာတရားခံနေရာမှာလင်းဝမ်လာနိုင်ငယ်မတွေ့ရတဲ့ကြားတဲ့သူမလုံးဝပြောင်းသွားတယ်ပိန်ပိန်ချောက်ချောက်ဖြစ်ပြီးမျက်လုံးထဲမှာဗလာကျင်းနေတယ်သူငှားထားတဲ့
ရှေ့နေကအလုတ်သွဝင်တဲ့လူငယ်တယောက်စုချင်းရဲ့ပြင်းထန်တဲ့ဆွမ်းအားရှိမှစကားတောင်တုံသွားတယ်တရားခွင်စတဲ့စုချင်းကရုပ်တည်ရှင်ပြီးစကားထက်မြက်တဲ့အထောက်ထားတွေကိုတစ်ခုချင်းတင်ပြတယ်ငါ့ကိုအဆက်ခွဲတဲ့အတန်တွင်သူနဲ့ရှန်ဟောင်တို့အိမ်တော်ရေးခန်းတွေကစောင့်ကြည့်ဗီဒီယိုဖမ်းယူမှုသူငါ့ကိုလိုက်စားပြီးနှောက်ယှက်တဲ့ဗီဒီယိုအထောက်ထားတိုင်းကတန်တူလိုပဲလင်းဝမ်ရဲ့ဂုံတိတ်ခါကိုပြင်းပြင်းရိုက်ခတ်သွားတယ်သူမငါမပြီးဆိုတဲ့စကားပဲထက်ခါပြောနေတယ်ငါအလှည့်ရောက်တဲ့အခါငါနေရာကနေထွက်လိုက်တယ်တရားရုံးတစ်ခုလုံးတိတ်ဆိတ်သွားတယ်ငါလင်းဝမ်ကိုတစ်ချက်မှမကြည့်ဘူးတရားသူကြီးကိုအေးဆေးစွာပြောလိုက်တယ်ကျွန်တော်ရဲ့တောင်းဆိုချက်အားလုံးကိုတရားရုံးကထောက်ခံပေးဖို့တောင်းဆိုပါတယ်ဒီလူနဲ့ဘာဆက်ဆံမှုမှမလိုချင်တော့ဘူးပြောပြတာနဲ့ငါပြန်ထိုင်လိုက်တယ်နောက်ထပ်စကားမပြောတော့ဘူးနောက်ဆုံးမှာတရားသူကြီးကစီရင်ချက်ချတယ်တရားခံလင်းဝမ်မှာပြင်းထန်တဲ့အဖြစ်ရှိတယ်ကွာရှင်းခွင့်ပြုတယ်တရားခံနာမည်အောက်မှာအိမ်ထောင်ဖက်ပူးပေါင်းပိုင်ဆိုင်မှုမရှိဘူးလင်းဝမ်ကိုပစ္စည်းမပါပဲထွက်ခိုင်းတယ်တရားရုံးကနေထွက်လာတော့အပြင်ဘက်နေတာတယ်ဂုံပြူပါတယ်ချင်းဒုတိယညွှန်ကြားရေးမှူးဘဝတစ်ကိုပြန်ရပြီးလင်းဝမ်ကတရားရုံးရဲတွေထောက်ပံ့ပေးပြီးစိတ်ပြက်လက်ပြထွက်လာတယ်သူမတစ်ချက်နဲ့ငါတို့စုပ်ကင်ထားတဲ့လက်ကိုမြင်လိုက်တယ်ငါမျက်နှာပေါ်ကပေါ်ပါတဲ့အပြုံးကိုမြင်လိုက်တယ်သူမနေရာမှာရက်တန့်သွားတယ်မျက်လုံးထဲမှာအစုံမဲ့စိတ်ပြက်အားငယ်မှုမနာလိုမှုနဲ့တိတ်ဆိတ်မှုသူမအရာအလုံးဆုံးရှုံးခဲ့တယ်ငါရဲ့အစ်စ်တော်ဘဝကိုစတင်ဖို့ပြင်ဆင်နေတယ်လအနေငယ်ကြတယ်စောင်းမိုးညတညငါစုချင်းကိုအိမ်ပြန်ပို့တယ်ငါတို့ချစ်သူဆက်ဆံရေးစတင်ပြီးအရာအလုံးကအိမ်မက်လိုလှပတဲ့ကားငါအိမ်အောက်မှာရက်တယ်ငါသူ့ကိုအပေါ်ထပ်ပို့ဖို့ပြင်ဆင်နေတယ်တွေ့ရပြီးပိန်ပိန်ချောက်အရေးတစ်ခုကအနာကအမောင်ထောင်းကနေရုတ်တရက်ပြေးထွက်လာပြီးကားရှိမှာပိတ်ဆို့လိုက်တယ်လင်းဝမ်ပဲသူမထိမပါဘူးတကူလုံးဆူဆွနေတယ်မင်းဒီမှာဘာလုပ်နေတာလဲသူမငါ့ကိုမြင်နေခီးတဲ့ထိုင်ခုံမှာမိတ်ကလိမ့်ပြီးစက်တရရှိရှိဝစ်စင်ထားတဲ့စုချင်းကိုလည်းမြင်တယ်သူမအရင်ကလိုယူသွမနေတော့ဘူးအေးခဲတဲ့ရေတွေထဲမှာတူးထောက်လိုက်တယ်သူမငါစီဦးတီးပြီးခေါင်းတွေဆက်တိုက်ဖိချလိုက်တယ်ချင်းချင်းငါမပြီးငါတကယ်မပြီးမင်းငါကိုခွင့်လွှတ်လို့ရမလားမင်းဘာမှမရှိတော့ဘူးမြေအောက်ခန်းမှာနေရတယ်တနေ့အလုပ်သုံးပိုင်းလုပ်ရတယ်အိမ်မက်ဆိုးတွေထဲမှာနေရတယ်သူ့တန်ကကြမ်းတမ်းပြီးမိုးတန်ကြားထဲမှာတနာစရာကြီးစုချင်းကမျက်ခုံးပင်ပြီးဘေးကင်းကျိုးကိုခေကကားပေါ်ကနေဆင်းဖို့ပြအင်းနဲ့ငါလက်ဆန်ပြီးသူ့ကိုဖိထားလိုက်တယ်ခေါင်းခါလိုက်တယ်ငါကားတကားကိုတွန်းဖွင့်လိုက်တယ်ထီကိုဆန်းလိုက်တယ်ခီးတဲ့ဘက်ကိုရှောက်သွားပြီးတကားဖွင့်လိုက်တယ်ငါထီကိုစုချင်းရဲ့ခေါင်းပေါ်မြောက်လိုက်တယ်သူ့အတွက်မိုးအကုန်ကပေးတယ်ပြီးမှငါခေါင်းလဲပြီးမိုးရီထဲမှာဒူးထောက်နေတဲ့လင်းဝမ်ကိုကြည့်လိုက်တယ်မင်းတီလာငါအိပ်ရတဲ့စီမံကိန်းလုပ်တုန်းကကြည်စံတွေဥယျာဉ်ပြားကိုပြန်သွားတယ်ငါမကြောက်ခဲ့ဘူးလူတွေငါရှိမှခေါင်းပစ်ခံရတာကိုလည်းငါမကြောက်ခဲ့ဘူးဒါပေမဲ့အဲ့ဒီနေ့ငါအိမ်တကားကိုတွန်းဖွင့်ပြီးမင်းနဲ့ရှန်ဟောင်ကိုငါတို့အိမ်ထဲမှာမြင်လိုက်တဲ့အခါမင်းကိုချစ်တဲ့ချင်းချင်းတည်သွားတယ်သူ့မျက်လုံးတွေချက်ချင်းမိန်သွားတယ်ဒါကြောင့်ဒီတနာစရာပုံစံကိုရုပ်သိမ်းလိုက်ငါမင်းကိုမုန်းတာမဟုတ်ဘူးမင်းမထိုက်တန်လို့ပြောပြရနဲ့ငါသူ့ကိုနောက်တစ်ခါမကြည့်တော့ဘူးငါစုချင်းကိုပွေးဖက်ပြီးဂရုတစိုက်ရင်ခွင်ထဲကာကွယ်ပေးတယ်ပြန်လဲမကြည့်ပဲအဆောက်အုံထဲဝင်သွားတယ်နောက်မှာလင်းဝမ်ရဲ့ကြာရှည်စွာဖိနှိပ်ထားပြီးမှနောက်ဆုံးပေါက်ကွဲထွက်လာတဲ့ရင်ကွဲအောင်ငိုတန်းအဲ့ဒီငိုတန်းကမိုးလေထဲမှာပြူကျပြီးငါကဘာလေးကိုဘယ်တော့မှမရောက်တော့ဘူးငါစားတစောင်းလက်ခံရတဲ့ပို့တူလိပ်စာကမျိုးပြထောင်ကြီးစာအိတ်ပေါ်ကလက်ရည်ကကွေ့ကောက်ပြီးစိတ်မရှိမှုနဲ့မကျေနပ်မှုတွေပြည့်နေတယ်ရှန်ဟောင်ကရေးတာသူငွေကြီးပမာဏကြီးမလို့ကိစ္စအထူးကြီးလေးပြီးထောင်တန်း20ချမှတ်ခံရတဲ့စာထဲမှာအရင်ကလိုမမာနမရှိတော့ဘူးတစောင်းလုံးကမြင်မာတဲ့နေရအတွင်းဘက်ကဘဝရဲ့ကြောက်ရွံ့မှုနဲ့ငါ့ကိုကြောက်ရွံ့မှုတွေပဲသူစာမျက်နှာတွေအကုန်လင်းဝမ်ကိုကျိန်ဆဲတဲ့စာရဲ့အဆုံးမှာသူငါ့ကိုစတောင်းပန်တယ်သူလမ်းမဝင်ပြီးပြန်လာတဲ့အတွက်အတွင်းမှာကူညီပေးဖို့မျှော်လင့်တယ်ငါစာကိုဖတ်ပြီးညင်သာစွာရေးလိုက်တဲ့စာရွက်ကိုခောက်ပြီးတန်ရှင်းတဲ့စာအိတ်အစ်စ်ထဲထည့်လိုက်တယ်ငါလုတ်ဖို့ကိုင်ဖက်ကိုလင်းဝမ်ရဲ့လက်ရှိနေရာကိုစခိုင်းတယ်အခုပိုစိတ်ငြိမ်ပြီးကိုညစ်ပတ်တဲ့ကားစီဌာနမှာအလုပ်သမားဖြစ်အလုပ်လုပ်နေတယ်ငါကိုယ်တိုင်မသွားဘူးအရင်ကရဲကားပေါ်မှာရှန်ဟောင်ရဲ့စင်ခေါ်တန်းကိုကြားဘူးတဲ့လုတ်ဖို့ကိုင်ဖက်ရှောင်းလီကိုငါအတွက်တစ်ခါသွားခိုင်းလိုက်တယ်ရှောင်းလီကကိုပိုင်ကားနဲ့အဲ့ဒီကားစီဌာနကိုသွားတယ်ကားမစေးဘူးလင်းဝမ်ကရေဆိုခံဝတ်စုံကြီးဝတ်ထားတယ်ဖီအားမြင့်ရည်တနက်ကင်ကင်ပြီးကားကိုလည်းပေါ်ကအမြုပ်တွေကိုဆက်ရုပ်လို့ဆေးနေတယ်သူ့လက်တွေအေးလို့ညီရဲနေတယ်မျက်နှာပေါ်ရှုပ်ဆက်တွေပြန့်ကျဲနေတယ်ရှောင်းလီငွေပေးတော့မှအဲ့ဒီစာကသူ့အိတ်ကက်ကနေမတော်တဆရှော့ကျသွားပြီးလင်းဝမ်ရဲ့ချီရင်မှာကျသွားတယ်အိုးငါစာကျသွားပြီးလင်းဝမ်ကိုင်းညွတ်ပြီးအဲ့ဒီစာကိုကောက်လိုက်တယ်စာအိတ်ပေါ်ကထောင်ကြီးရဲ့ပုံစံနဲ့လက်ခံသူကငါချင်းချစ်ဆိုတာမြင်တဲ့အခါသူ့လက်ကထိမရပဲတုံသွားတယ်ရှောင်းလီကမမြောင်ဆောင်ပြီးစာကိုပြန်ယူကအိတ်ကက်ထဲပြန်ထည့်လိုက်ပြီးမဲ့တမင်တကာကောင်းကောင်းမထည့်ဘူးညီကိုဒီစာကဘာကျိုးမှမရှိဘူးအထက်လူကြီးကဖတ်ပြီးရင်ပြစ်လိုက်လို့ပြောတယ်မင်းကိုအမိုက်ဆက်ကိုအနေနဲ့ရောင်းလိုက်ရင်ရတယ်ရှောင်းလီထွက်သွားပြီးနောက်လင်းဝမ်ကဆွဲဆောင်မှုတစ်ခုလိုအဲ့ဒီစာကိုကောက်ယူလိုက်တယ်သူမတုံရင်ညစ်ပတ်နေတဲ့အဲ့ဒီစာကိုဖွက်လိုက်တယ်စာပေါ်ကရှန်ဟောင်းရဲ့မုံတီးမှုတွေပြည့်နေတဲ့လက်ရည်တွေကအစိတ်တွေစိန်ထားတဲ့ဓာတ်တွေလိုသူ့မလုံးသားတွေကိုပြင်းပြင်းထိုးသွင်းလိုက်တယ်သူမအားလုံးကိုဆွတ်လွတ်ပြီးပေးဆက်ခဲ့တဲ့အဲ့ဒီဆွဲဆောင်မှုကအဲ့ဒီလူရဲ့မျက်လုံးထဲမှာမိုက်မဲမှုနဲ့ဘေးအန္တရာယ်ပဲဆိုတာသူမနားလဲသွားတယ်တနစ်ကြတယ်ငါမျိုးပြရစဝတ်မှုခင်းဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးနဲ့စီမံခန့်ခွဲရေးမှူးဖြစ်လာပြီးငါနဲ့စုချင်းရဲ့ဆက်ဆံရေးကရေးချမ်းရောက်လာတယ်သူမထက်မြက်ပြီးလွတ်လပ်တယ်ငါအလုပ်ရဲ့အန္တရာယ်နဲ့အလုပ်ရှုပ်ပုံကိုနားလဲတယ်ငါအပင်ပန်းဆုံးချိန်တွေမှာအပူနွေးဆုံးနှစ်သိမ့်မှုကိုပေးနိုင်တယ်ငါသူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့နေရာကငါတို့ပထမဆုံးတွေ့ခဲ့တဲ့ကော်ဖီဆိုင်ပြတင်းသားကနေရာပဲနေအောင်ကမှန်ပြတင်းကနေဝင်လာတဲ့နှွေးထွေးပြီးတောက်ပါတယ်ငါနည်းနည်းတင်းမာနေတယ်လက်ဖွားတွေချွေးတွေဆူနေတယ်ငါအိတ်ကက်ထဲကကြာရှည်စွာပြင်ဆင်ထားတဲ့ကတိပါတစ်တာကိုထုတ်လိုက်တယ်တစ်တာကိုဖွင့်လိုက်တဲ့အတွင်းထဲမှာရုပ်ရှင်ပေမဲ့တောက်ပါတဲ့စိန်လက်ဆွချင်းကငါ့ကိုကြည့်ပြီးမျက်လုံးတွေချက်ချအင်းမီရဲလာတယ်မင်းငါနဲ့အတူအနာဂတ်ရဲ့မြင်ကွင်းအကုန်ရှောက်ကြည့်ချင်လားငါလိုချင်တယ်